ဦးဇင်းတို့တကယ်အဖြစ်ပြက်ပါဦးဇင်းတို့စကိုင်းတိုင်းလေဟိုကတာမှာမိုးရားမြို့ဆိုတာရှိနော်အဲ့ဒီမိုးရားမြို့မှာတထေးမကြီးတယောက်ရှိတယ်အဲ့ဒီတထေးမကြီးကဒေါ်ရွှေဥရှင်လေးကိုစလင်းကား6កောင်လောက်ရှိအင်မတန်ချမ်းသာသူ့ရဲ့သားကဥထုံးရှိတဲ့စာရီပါတွေရေးတယ်အဲ့ဒီတကကြီးကိုယ်တိုင်ရေးခဲ့တာသူရန်ကုန်ပြောင်းမယ်ဆိုတော့သူ့အမေကပြောတယ်ငါသားမင်းရန်ကုန်ပြောင်းမယ်ဆိုတော့အမေကမင်းကိုဘယ်တော့မှမပြောခဲ့ဘူးတဲ့အကြောင်းအရာတစ်ခုပြောချင်အဲ့ဒီအကြောင်းအရာကိုပြောပြီးရင်တော့အမေကတော့နေမကောင်းဖြစ်တော့မှာပဲတဲ့စိတ်ဝင်စားကြကောင်းတယ်နော်အဲ့ဒီအကြောင်းအရာကိုပြောပြီးရင်နေမကောင်းဖြစ်မှာပဲဒါပေမဲ့ငါသားကိုချစ်လွန်းလို့အမေပြောမယ်အဲ့ဒီမှာနားထောင်ငါသားလွန်ခဲ့တဲ့နှစ်4 5 80 80လောက်တုန်းကဟောဒီမိုးရာမြို့ရွှေတီဆိုတဲ့ကောင်မလေးတယောက်ရှိတယ်အင်မတန်ဆင်းရဲတဲ့တအိမ်လုံးလူစုံတက်ဆုံအလုံးလုံးမှထမင်းစားရယုံလေးရှိလုံးတက်တာအကုန်လုံးရဆင်းရဲလုံးလို့အဲ့ဒီရွှေတီဆိုတဲ့ကောင်မလေးက12နှစ်13နှစ်သမီးလောက်ဘောဓိကျောင်းဆိုတာရှိတယ်အဲ့ဒီဘောဓိကျောင်းဆရာတော်နဲ့သူကခင်တယ်ဆရာတော်တပည့်တော်မတော်မှာအင်မတန်ဆင်းရဲတယ်ဘယ်နဲ့လုပ်ရမလို့မေးတယ်မေးတော့ဆရာတော်ကဟဲ့ရွှေတီမရှိရင်လှူရတယ်လို့ပြောတယ်ပေးတိုက်မရှိရင်အဲ့ဒီမှာမရှိဘဲနဲ့အရှင်ဘုရားဘာလူမှလဲဟုတ်တယ်လို့ပဲနော်မရှိဘဲနဲ့ဘာလူမှလဲအေးအဲ့ဒီမှာဆရာတော်ကအတူချုပ်ပဲပြောကြစို့အေယာဝတီမြစ်ကိုလက်ညှိုးထိုးပြဒီရေဒီနင်ကြိုက်တဲ့လောက်ယူလို့ရတယ်ပေါ့လားရပါလိမ့်ဗျာအဲ့ဒီလို့ဆိုရင်ဒီတောင်ဆောင်ပေါ်မှာဇင်းဇောင်းလမ်းလျှောက်တက်သွားပြီးတော့မြတ်စွာဘုရားကိုအေယာဝတီမြစ်ထဲကရေတွေကိုခတ်ပြီးတော့လူရေဆိုတာတန်ရှင်းစေတယ်စင်ကြယ်စေတယ်အစာလောင်ပြေးစေတယ်မြတ်စွာဘုရားကိုအဲ့ဒါလို့မြတ်စွာဘုရားရေစာရှာမှာပဲရေချိုးခြင်းမှာပဲအဲ့ဒါလို့မြတ်စွာဘုရားကိုကိုချင်းစာစိတ်နဲ့ပေါ့နော်မြတ်စွာဘုရားကိုရေလူစံနဲ့ပတ်စံမရှိရှိတယ်မလို့အဲ့ဒီမှာဆရာတော်ကလည်းတရားဟောတော်ကောင်းတယ်ရေအကျိုးတွေပါပြောပြပြီးတော့ရေလူခိုင်းတယ်သူတော်တော်ယုံကြည်တယ်အဲ့ဒါရေလူတယ်အမြဲတမ်းလူအသက်မရှိဘူး16နှစ်သမီးလောက်ကျတော့သိအဲ့ဒီရွှေသေးကသိပြီးတော့အဲ့ဒီမိုးရားမြို့မှာအချမ်းသာဆုံးတထေးအိမ်လူဝင်စားဖြစ်မသိပါဘူးအဲ့ဒီကလေးမလေးကသူလူဝင်စားဆိုတာမသိအဲ့ဒါ9နှစ်10နှစ်9နှစ်မသိဘူးအဲ့ဒါတနေ့ကြတော့သူ့အမေရဲ့လက်ဆွဲပြီးတော့အဲ့ဒီဘောဓိကျောင်းကိုဆွန့်ဖို့သွားတာဗျဆွန့်ကြိုင်ကလေးဆွဲအဲ့ဒီမှာကျောင်းသားရောက်ခါလေးလမ်းအဖြတ်အကူးမှာအသက်အရွယ်တော်တော်ကြီးတဲ့မေကြီးဦးကြီးတယောက်နဲ့တွေ့အဲ့ဒီမေကြီးဦးကြီးရဲ့ပခုံးပေါ်မှာလည်းတပတ်ကလေးတစ်ချိန်ချုပ်ထားအဲ့ဒါသူတို့နားရောက်ပြီဆိုတော့အဲ့ဒီတပတ်ကိုရမ်းပြီးတော့ပခုံးပေါ်တင်လိုက်အဲ့ဒီတက္ကမကြီးကအဲ့ဒီတပတ်ရဲ့အမိတ်ဖျားလေးကအဲ့ဒီခုနတုန်းကရွှေတီတေလို့ဝင်စားတဲ့ကောင်မလေးရဲ့မျက်လုံးကိုရိုက်မိဖြတ်ဆိုသူကလှမ်းပြီးတော့ဖမ်းလိုက်အဲ့ဒီတပတ်ပေးတိုက်ရင်အင်မတန်ထူးဆန်းတယ်နော်သဘာဝတရားတွေအဲ့ဒီအခိုက်အတန့်ကလေးမှာအဲ့ဒီတည်ငါလေးမှာအဲ့ဒီကောင်မလေးဇာတိတ်တရဉာဏ်ရနောက်ဘဝကိုပြန်အမှတ်ရအဲ့ဒီတပတ်လေးကိုတိတိကျကျကြည့်ဒါငါရက်ခဲ့တဲ့တပတ်ပဲတကယ်သူရက်ခဲ့တာအဲ့ဒီတပတ်ကအဲ့ဒါနဲ့အဲ့ဒီမိမကြီးကြည့်တော့ဒါငါအမေပဲသိတယ်နော်အမေလို့ခေါ်မလို့လို့အဲ့ဒီမှာဒီဘဝအမေကငါသမီးဘာတွေငေးကြည့်နေတာလားဆိုပြီးတော့ကြောင်းပေါ်ဆွဲခေါ်လိုက်ရပြီးတော့ပြောပြပါလေအဲ့မှာကြောင်းရောက်တဲ့အခါကျတော့ဩဒါငါရဲ့ကျေးဇူးရှင်ဆရာပဲသူရေလူခိုင်းခဲ့လို့ငါဆင်းရဲတဲ့ဘဝကလွတ်မရှိရင်လှူဆိုလို့လှူတာအခုငါရှိပြီနော်အဲ့ဒါနဲ့ဆရာတော်ဗျာအရှင်ဘုရားရွှေတီကိုသိသလားဗျာသိတာမောရွှေတီသေးတာမကြသေးဘူး10နှစ်လောက်ရှိတပည့်တော်ရွှေတီပဲအမေနင်ဘယ်လိုလုပ်ရွှေတီဖြစ်အကုန်လုံးပြောပြတယ်အဲ့ဒီကလေးမလေးကပြောနိုင်တယ်နော်အကုန်ပြောနိုင်တယ်အဲ့ဒါတော့ရွှေဥတဲ့အဲ့ဒီတက္ကမကြီးနော်အဲ့ဒီရွှေတီဝင်စားတဲ့တက္ကမကြီးအင်မတန်ချမ်းသာဘလောက်ချမ်းသာလို့ဆိုလို့ရှိရင်တလားတီတီအဲ့ဒီမိုးရားမြို့နေအကုန်လုံးအလူကြီးလုပ်ပြီးကျွေးဟိုအဲ့ဒီခေတ်ကဦးဇင်းတို့အင်မတန်နာမည်ကြီးတဲ့ဟိုရှင်မတင်မောင်တို့ရဲ့ဆရာဖြစ်လိမ့်မယ်နော်မြတ်ချေချင်းဒေါ်ငွေမြိုင်ရဲ့ဇက်နဲ့9ရက်တိတိတောင်အလှပေးတယ်လို့ပြောတယ်အင်မတန်ချမ်းသာအနာရောဂါဆိုလို့တဲ့ရက်စားလေးတောင်မှမရက်ဘူးတဲ့ကဲယောဂကင်းလိုက်ပုံအဲ့ဒီတက္ကမကြီးမှာနော်အနာယောဂဘာမှမရှိဘူးသူ့မှာအဲ့ဒါလောက်ပစ္စည်းဥစ္စာလည်းပဲတင်းအောင်တင်းတယ်ရုပ်လည်းသူ့ဓာတ်ပုံပါတယ်ဗျလူငယ်တွေသိကျင်လို့ရှိရင်ဓမ္မသရိယဥထိတ်လန်ရေးတယ်ဓမ္မဒူရတတိယအတွဲကိုကြည့်အဲ့ဒီမှာသူ့ဓာတ်ပုံပါနော်အဲ့တော့ပိဋကတ်တို့ဦးဇင်းတို့ကဘာပြောချင်တာတော့ကောင်းတဲ့စိတ်တွေတကယ်အားကိုးရပါတယ်လို့ဥလိုက်အသေးလိုက်ယုံကြည်စေခြင်းလေဟုတ်လားတခါကြီးမိုင်းများဒါဒါနရဲ့အစွမ်းလေးပဲရှိသေးတာနော်ဒါနထက်သီလမြတ်တယ်လို့ဒီပိဋကတ်ကြားဘူးတယ်မဟုတ်လား
သီလတဲ့ဘာဝနာမြတ်တယ်လို့ကြားဘူးတယ်မို့လားအေးသူတို့ကပူးပြီးတော့မိတ်ဆွေရစ်ပီတာတယ်ပူးပြီးတော့ထိရောက်စွာအကျိုးပြုနိုင်တဲ့မိတ်ဆွေအဲ့ဒီမိတ်ဆွေတွေကမိတ်ဆွေထဲမှာလေမဲ့ညံပူညံဆိုတဲ့မိတ်ဆွေကတော့အကောင်းဆုံးမိတ်ဆွေပေါ့